ကောင်းကင်ကမင်းမောင်လာပြီးမကြခင်မှာပဲမိုးဆက်တွေတဖွဲဖွဲကျလာတဲ့သတင်းပေါက်မှန်ပေါ်ကမိုးရေဆက်လေးတွေကအပြေးပြိုင်နေသလိုပဲအပြင်ကလေးအေးကကျောင်းဆောင်တဲ့အထိတိုးဝင်လာတယ်။အပြင်မှာမိုးတွေဘလောက်ရွာနေပါစေကျောင်းထဲကတော့နှွေးထွေးနေတဲ့တငယ်ချင်းတွေနဲ့စုပြီးစပွဲခုံလေးတွေနားမှာကစားကြတယ်။ဆရာမတွေရဲ့အပြုံးတွေကလည်းမိုးအေးမှာပိုပြီးနှွေးထွေးစေတယ်။မိုးတန်တဖွဲဖွဲအောက်မှာစာအုပ်လေးတွေဖတ်ရတာမုံလေးတွေခွဲစားရတာအတန်းဖော်တွေနဲ့ရေမောပျော်ရွှင်ရတာအဲ့ဒီအချိန်ကပျော်ရွှင်မှုတွေဟာတကယ်ကိုရိုးရှင်းပြီးစစ်မှန်ခဲ့တယ်။အခုချိန်ထိမိုးအေးလေးရွာတိုင်းအဲ့ဒီငယ်ဘဝကျောင်းနေဖက်အချိန်တွေကိုသတိရနေမိတယ်စိတ်ထဲမှာကြည်နူးမှုလွမ်းဆွမှုတွေနဲ့ပြည့်နှက်နေတဲ့အဲ့ဒီကာလလေးကတကယ်ကိုလှပခဲ့တာပဲ။မိုးရေစက်တွေနဲ့အတူရရှိခဲ့တဲ့ငယ်ဘဝကျောင်းပျော်ရွှင်မှုတွေဟာဘယ်တော့မှမေ့ပြောက်နိုင်မှာမဟုတ်ဘူးအဲ့ဓာတွေကကျွန်တော်တို့ရဲ့အဖိုးတန်ဆုံးအမှတ်တရတွေထဲကတစ်ခုအဖြစ်ကျန်ရှိနေသေးပါ